ကိုအမှုပညာဒီမျိုးဆက်တစ်လေးတွေအဲ့လိုမျိုးဘယ်သူပဲဖြစ်ဖြစ်ပါကိုသားသမီးကိုတူမလို့အဲ့လိုမျိုးကျွန်တော်ကတော့စိတ်ထဲမှာအမြဲတမ်းမြင်တယ်အဲ့လိုသူတို့နဲ့တိတ်ပြီးတော့မတွေ့ရရင်လည်းအဲ့လိုမျိုးကိုသမီးလေးလို့ကိုတူမလေးလို့အဲ့လိုစိတ်ထဲကိုဖြစ်နေတာတိတ်ဟိုကျွန်တော်ကြည့်ရင်းနဲ့တော့မှကျွန်တော်တို့ပြောရတယ်လေဆိုတော့သူဒီဇက်ကောင်နဲ့အရန်လဲလိုက်ဖက်တယ်နောက်ပြီးတော့အဓိကတော့စိတ်စေတနာနဲ့ဟိုပါပေါ့နော်သူရဲ့ကြိုးစားခြင်းတဲ့စိတ်ကလေဒီဇက်ကောင်ပေါ်မှာကျွန်တော်တို့ရာခိုင်နှုန်းအဖြစ်ကတော့ကျွန်တော်တို့ကဟို100ရာခိုင်နှုန်းမဟုတ်ဘူးဆိုရင်တော့မှကျွန်တော်တို့ကဒီ90နဲ့100ကြားမှာကျွန်တော်တို့ဂျင်းနှမ်းမှုရှိတယ်ပေါ့ဟုတ်တယ်အကုန်လုံးထွက်တာပေါ့ကျေးဇူးများတင်ပါတယ်ဖေဖေတကယ်ပါကိုတကယ်အဖေနဲ့အမေလိုပဲဖြစ်သွားတာပြင်မှာဆိုလို့ရှိရင်လည်းကိုအဲ့လိုဖေဖေလည်းတီတီဆိုတာအမေအဲ့လိုမျိုးပဲမြင်လိုက်တော့တာအဓိကပေါ့နော်ဟိုငယ်ငယ်လေးကလည်းဒီရောဦးရောအဲ့လိုမြင်ပြီးခင်လာတော့လေအဲ့လိုမျိုးကြောက်တာရရှင်တိုင်းလည်းမရှိဘူးပြီးတော့ဦးရောကိုယ်တိုင်ကလည်းအဲ့လိုအရှင်ရောမနေဘူးပေါ့နော်ဒီ family type ပဲသွားတယ်ပြီးတော့အရင်လဲစိတ်ရှည်ပြီးပေါ့နော်ဒီဆိုတော့အများကြီးတင်ပေးတယ်ဒီစင်းမပါတဲ့နေ့တော့မှလာပြီးတော့ guide လုပ်ပေးတယ်ဆိုတာအများကြီးကျေးဇူးတင်ပါတယ်မှန်တော့လေဒီကားလေးမှာသူ့ရဲ့ကြိုးစားမှုနော်အားထုတ်မှုကြောင့်လည်းဒီမိချက်လေးကပို့ပြီးတော့အထောက်အပံ့ဖြစ်သွားတယ်။အော်ဟုတ်ကဲ့အများကြီးတိုးတက်တာပေါ့။ဘာဆိုတော့ဟိုပါပေါ့ဒီပထမဆုံးကားပါနေပေါ့နော်ဒါသူ့ရဲ့အမှုပညာအစွမ်းကိုပြခွင့်လည်းရတယ်။နောက်ပြီးတော့အခွင့်အရေးရောအချိန်ခါရောနောက်ပြီးတော့ဇက်ကောင်ရောပေါ့နော်သူ့အတွက်အများကြီးဒါကံကောင်းခြင်းလို့ပြောလို့ရပါတယ်ဗျာဟုတ်။ငယ်တော့ကတော့တိတ်ပြောတော့အရင်တော့မဆုံးပါဘူး။သူကအဲ့လိုနော်။ဆောင်းဆိုင်ဟုတ်တယ်စာလေးနဲ့အဲ့လိုမျိုးအဲ့လိုဒါမဲ့လေဟိုအရင်တိတ်မစုံဖြစ်ဘူးဆိုရင်တော့မအများနဲ့မြင်တွေ့နေရတယ်ပြီးတော့ရိုက်တဲ့ချိန်မှာလဲ chemistry ကအဲ့လိုမိသွား chemistry မိဖို့ဆိုတာလဲဒါခက်တယ်ပေါ့နော်ဒါမဲ့ဟိုဦးနဲ့ရောဒီနဲ့ရောဒါ chemistry ကအဲ့လိုတကယ် family ကိုဖြစ်သွားတာပေါ့နော်ကျွန်တော်တို့ကိုအမှုပညာဒီမျိုးဆက်တစ်လေးတွေအဲ့လိုမျိုးဘယ်သူပဲဖြစ်ဖြစ်ပါကိုသားသမီးကိုတူမလို့အဲ့လိုမျိုးကျွန်တော်ကတော့စိတ်ထဲမှာအမြဲတမ်းမြင်တယ်အဲ့လိုသူတို့နဲ့တိတ်ပြီးတော့မတွေ့ရရင်လည်းအဲ့လိုမျိုးကိုသမီးလေးလို့ကိုတူမလေးလို့အဲ့လိုစိတ်ထဲကိုဖြစ်နေတာကဲချစ်တာကဲရအချွဲလေးနော်ဟုတ်တယ်ဆိုရင်တီလာခေါ်ပါတော့အာကိုရာလေးအဲ့ရလည်းနေတော့ကျွန်တော်တို့ကဒါရိုက်ကြတဲ့ကဒါတိတ်ဟိုကျွန်တော်ကြည့်ရင်းနဲ့တော့မှကျွန်တော်တို့ပြောရတယ်လေဆိုတော့သူဒီဇက်ကောင်နဲ့အရန်လဲလိုက်ဖက်တယ်နောက်ပြီးတော့အဓိကတော့စိတ်စေတနာနဲ့ဟိုပါပေါ့နော်သူ့ရဲ့ကြိုးစားခြင်းတဲ့စိတ်ကလေဒီဇက်ကောင်ပေါ်မှာကျွန်တော်တို့ရာခိုင်နှုန်းအဖြစ်ကတော့ကျွန်တော်တို့ကဟို100ရာခိုင်နှုန်းမဟုတ်ဘူးဆိုရင်တော့မှကျွန်တော်တို့ကဒီ90နဲ့100ကြားမှာကျွန်တော်တို့ဂျင်းနှမ်းမှုရှိတယ်ပေါ့ဟုတ်တယ်အကုန်လုံးထွက်တာပေါ့ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီဇက်ရုပ်ဇက်ကောင်လေးကဒါကျွန်တော်တို့ရဲ့ရွေးချယ်မှုရောနောက်ပြီးသူ့ရဲ့စူးစမ်းအထောက်မှုရောနှစ်ခုပေါင်းသွားတဲ့အခါကျတော့လေဒါပြိသက်ရင်ထဲကိုရောက်သွားတယ်လို့လည်းမြင်ပါတယ်အမှန်ကန်သွားတယ်ပေါ့နောက်တစ်ခုကဟိုတချင်းဆိုနိုင်တာလည်းပါတာပေါ့နော်တချင်းကသူကaudition ပုံစံလေးလည်းကျွန်တော်တို့ဆိုထားတာရှိသလိုပုံမှန်အတန်လေးနဲ့လည်းဆိုထားရပေါ့နော်ဆိုတော့ဒီမီချယ်နှစ်ယောက်လုံးရဲ့အတန်ကသူ့အတန်ဖြစ်တဲ့အခါကျတော့ဒီ vocal နဲ့ပတ်သက်လို့ကလည်းမခေဘူးပေါ့နော်သူကတော်တော်လေးဘယ်လိုခေါ်မလဲဆိုတော့ဟိုလက်ဆောင်ထက်တယ်နောက်ပိုင်း generation ထဲမှာပေါ့နော်ဒီတေးဥဆောင်ပိုင်းနဲ့အဆိုပိုင်းနှစ်ခုလုံးရဖို့ဆိုတာခဲရင်းတယ်လေအဲ့ generation လေးတည်ဆောင်လာတဲ့အတွက်လည်းအမှုပညာလောကအတွက်အများကြီးဒါအထောက်အကူဖြစ်တယ်အင်အားဖြစ်တဲ့တေးဥဆောင်တရားလို့မြင်ပါတယ်ဗျဟုတ်ကျေးဇူးများတင်ပါတယ်ဒီကလေးတွေကဒီကလေးတွေကဟိုမစိုးတော့ကပြောတာလေကီးရမှန်နေရဲ့အမှန်လေးအဲ့လိုတသားဆိုလဲအဲ့လိုပဲသူကြောင်ပွဲတွေမှာတချင်းဆိုရတယ်ဆိုတော့အဝင်ထွက်တွေအရန်မှန်တယ်ဟုတ်တယ်ဝင်ထွက်အရန်မှန်တယ်သူကြည့်ရတဲ့တချင်းဆိုသူကအဲ့လိုမျိုးကီးလဲမှန်တယ်ဝင်ထွက်မှန်တယ်ကိုကသာကီးချော်နေသေးတယ်သူကဝင်ထွက်မှန်တယ်ဒီကလေးတွေကသူတော့မသိတာဘယ်အရောသိတော့ကိုရသိတော့ပူကြီးတာဟောဆိုကိုကအမြဲတမ်းတခါကျရင်ကီးချော်တာကြာဒီကလေးတွေကအမှန်တော့တဲ့ကလေးတွေကသူတို့ကျွန်းကသူတို့စိတ်ဝင်စားတဲ့အရာမှဆိုရင်အရန်တော်ကြတယ်တသားချင်းဆိုတာဒီပြဘူးတယ်လေဖုန်းနဲ့ဟာအတန်းအောင်မလားမမင်းနဲ့ရမ်းအောင်အဝင်ထွက်လည်းအရန်မှန်တာကိုကအဝင်ထွက်ကလွဲနေသေးတယ်ကိုဆိုရင်ဒါဇက်သိန်းကိုအဲ့တချင်းကအများကြီးကျွန်တော်တို့ပန်ပိုးပေးသွားတာဆိုတော့လေဟုတ်ကဲ့ဟုတ်တယ်မမေကိုယ်တိုင်တင်ပေးတာဘလို့ဆိုဘလို့ပေါ့နော်ချိန်ကြအဲ့လိုမျိုးအဲ့လိုဆိုတော့မဆိုတတ်ဘူးပေါ့နော်
အမေအမေရောဒီချောရောအဲ့လိုမျိုးအတန်ကိုဘယ်လိုထုတ်အတန်ကိုဘယ်လိုမျိုးအဲ့လိုမျိုးစိုးပေါ့နော်ပြောလိုက်လို့ပဲဖြစ်သွားတာအမေလည်းအဲ့လိုမျိုးသူတမီးလေးကိုဖြစ်သွားကြည့်မှာတိတော့မသိခဲ့ဘူးလေအမပြောမှသိတာ ဒီကမီချင်းမိမိလည်းဝမ်းနေ မီ ပါ ချင်းမိမိလည်းဝမ်းနေပါဖြစ်နေမိမိကလည်းအဲ့လိုဖြစ်သွားတာဆိုတော့တော်တော်လေးတော့ဟောဖြစ်ပါတယ်ဒီ season ပြည့်လွေလည်း idea အရင်ကောင်းလို့ပေါ့နော်ဟဲ့လေအဲ့လိုလုံးဝမစင်စားမိဘူးပွဲဆိုတော့ရိုးပဲပွဲတက်ရမယ်ထင်တာဒါပေမဲ့အဲ့လို surprise အနေနဲ့ဒီ singing performance ကိုလုပ်ဆိုတော့ပြောရတဲ့အချိန်မှာအဲ့ပထမကနည်းနည်းတော့ကြောက်တာပေါ့နော်စတဲ့ရ pressure လို့မျိုးမတက်ဘူးလေမတက်ဘူးပထမဆုံးကားလည်းဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော့စိတ်လုံးတော့ရှားခဲ့ဒါပေမဲ့တော့အဆင်ပြေပါပါဟုတ်ကဲ့ဒါ24ရက်နေ့ရတာဒါမနေ့ကစပြီးယုံတင်နေပေါ့နော်ဆိုတော့ဒါယုံပြေးယုံရှင်လည်းအားပေးကြတယ်ဒီမီရှယ်စကားအပေါ်မှာreview လေးတွေလည်းအများကြီးကျွန်တော်ဖတ်ရတယ်ပေါ့နော်ဆိုတော့အရန်လည်းဖတ်ရတဲ့အချိန်မှာပို့ပြီးတော့လည်းကျွန်တော်တို့ဒီစူးစမ်းရကြတဲ့ကားလေးတကားဖြစ်ပါတယ်ဆိုတော့ဒီစူးစမ်းရကြတဲ့လို့ပရိသတ်လာရောက်ကြည့်ရှုရပရိသတ်လည်းကြည့်ရကြတဲ့ကားတကားလို့လည်းကျွန်တော်မြင်ပါတယ်ဒါကြောင့်မလို့အားပေးဖို့တက်ဖိတ်ခေါ်ပါတယ်ခင်ဗျကျွန်တော်သားမီးရလည်းဖိတ်ခေါ်ပါတယ်အားပေးကြပါဦးပြီးတော့ဗီဒီယိုတွေမြိုက်ကြပါတယ်သူက TikTok မှာအတူလေးတင်တော့စိတ်ပူတယ်နော်စိတ်ဟိုတကယ်နောက်ဆုံးတန်းတွေကိုအရှိရိုက်တင်တာပေါ့နော်တခြားခန်းလေးတွေတော့အဲ့လိုမျိုးဟို trailer မှာတော့တင်လို့ရတယ်ပေါ့နော်ဒါပေမဲ့နောက်ဆုံးခန်းကြီးအရှိကြီးတွေတော့မတင်ပါဘူးတခါတော့ပေါ်သွားလို့လေဟုတ်ကဲ့